လောကမှာမရကြောက်တတ်တဲ့ယောက်ျားတွေကိုဇေမောပြောရွှင်စရာတင်ခန်းစာတစ်ခုပေးမဲ့ပုံပြင်လေးပါရှိခါကမယားကိုကြောက်ရတော့လူတစ်ယောက်ရှိရာသူ့ရဲ့သားဖြစ်သူကမကျေနပ်တဲ့ဖြင့်အဘဲကြောင့်ကြောက်ရတဲ့နီဟုဖခင်ကိုမေးလေ၏ဖခင်ဖြစ်သူကအဖြေပေးသည်မှာငါသားငါတို့ပိုင်တော့နွားတအုပ်နှင့်မြင်းတအုပ်ကိုသာယူသွားပြီးရွာစင်လျှောက်၍တအိမ်ဝင်တအိမ်ထွက်အိမ်စစ်ရောင်သာမေးပါလေမယားကြောက်ရသည့်ယောက်ျားကိုတွေးလင်နွားတကောင်ကြားစီပေးခဲ့မယားကိုမကြောက်ရသည့်ယောက်ျားကိုတွေးလင်မြင်းတကောင်စီပေးခဲ့မင်းပြန်ရောက်လင်တိလိမ့်မီဟုဆိုကသားဖြစ်သူကိုလွှတ်လိုက်လေသည်သားဖြစ်သူသည်အိမ်စဉ်အတိုင်းမေးလင်မယားကြောက်ရသောယောက်ျားများကိုသာတွေ့ရသဖြင့်နွားအုပ်ထဲမှတယောက်တကောင်စီပေးခဲ့ရာနွားအုပ်တအုပ်လုံးကုန်သွားတော့၏နောက်ဆုံးရွာမှအိမ်တအိမ်သို့ရောက်လေရာအိမ်ရှင်ယောက်ျားကသူ့ရဲ့ဇနီးအားဟဲ့ရှင်မဧည့်သည်ကိုကွမ်းဆေးလက်ဖက်တီပါစသည်ဖြင့်ဧည့်ဝတ်များကြေပွန်စွာပြုရန်ခိုင်းစေသည်ကိုတွေ့ရသဖြင့်ဤယောက်ျားသည်မယားကိုနိုင်သူဖြစ်လိမ့်မည်ဟုယူဆသဖြင့်သူ့ရဲ့မြင်းအုပ်ထဲမှကြိုက်သောမြင်းတစ်ကောင်ကိုယူပါဟုပြောပြီးပြေးခဲ့လေ၏အင်ရှင်ယောက်ျားလည်းအလွန်လှသောအုံခွန်ရောင်မြင်းတစ်ကောင်ကိုရွေးယူထားလိုက်လေ၏တားဖြစ်သူသည်ကျန်သောမြင်းများနှင့်အိမ်ပြန်ခဲ့ရာရွာတကားဝအရောက်တွင်အင်ရှင်ယောက်ျားသည်မြင်းကိုဆွဲလျက်အလင်းအမြန်လိုက်လာသည်ကိုတွေ့ရ၍စောင့်ပြီးအကြောင်းချင်းရာကိုမေးလိုက်သောအခါကျွန်တော်မိမကဒီမြင်းကိုမကြိုက်၍ခမားဤမြင်းအုပ်ထဲသူကြိုက်သောမြင်းဖြူကြီးနှင့်အလဲခိုက်လိုက်တဲ့တင်လာရပါသည်ဟုပြန်ပြောလိုက်လေသည်မယားကြောက်ကြသူများဤပုံပြင်ကိုကိုးကား၍ဆက်လက်ကြောက်ကြပါစေတည်းကဲသူငယ်ချင်းတို့ရေပုံပြင်လွေးရတော့ဒါပါပဲလောကမှာမယားကိုမကြောက်တဲ့ယောက်ျားဆိုတာတကယ်ပဲမရှိလေသလားဒါမှမဟုတ်မကြောက်ဘူးလို့ဟန်ဆောင်ထားတာပဲလားဆိုတာဒီပုံပြင်ကသက်တည်ပြသွားခဲ့ပါပြီဒီဗီဒီယိုလေးကိုကြည့်ပြီးသဘောကျတယ်ဆိုရင် like and share လုပ်ဖို့မမေ့နဲ့ဘူးနော်မယားကြောက်တတ်တဲ့သူငယ်ချင်းလေးရှိရင်လည်းသူတို့ပါတီးသွားအောင် mention ခေါ်ပြီးဝေမျှလိုက်ပါဦးနောက်ထပ်စိတ်ဝင်စားစရာပုံပြင်အနေနဲ့ဇလန်းတိုလေးတွေကိုဆက်လက်ကြည့်ရှုဖို့ကျွန်တော်တို့ channel ကို follow လုပ်ထားကြအောင်ခင်ဗျာအားလုံးပဲပျော်ရွှင်တဲ့မိသားစုဘဝလေးတွေကိုပိုင်ဆိုင်နိုင်ကြပါစေ